ဒီစကားဟာတိတ်ဆိတ်တဲ့ရက်ွက်လေးတစ်ခုကနေစတင်ခဲ့ပါတယ်။အန်နာလို့ခေါ်တဲ့မိန်းကလေးငယ်လေးဟာသူမရဲ့အိတ်ခမ်းထဲမှာဆော့တီးနေပါတယ်။အရက်ပလင်းကင်ပြီးအခန်းထဲဝင်လာတဲ့သူမရဲ့ပထွေးဖြစ်သူဟာအနိုင်ကျင့်တတ်သူတဦးဖြစ်ပြီးအန်နာကိုနှောက်ယှက်ပါတော့တယ်။သူကအန်နာစီကချက်လို့ကိုလူယူပြီးအဓမ္မပြုကျင့်မှုစူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့အန်နာကပြန်လဲခုခံပြီးသူ့ကိုခြေထောက်နှစ်ဖက်နဲ့ကန်ထုတ်လိုက်ပါတယ်။သူဟာနောက်ပြန်လဲကျသွားပြီးလေဘင်းနဲ့ပန်းအိုးကိုတိုက်မိကသွေးတွေအများကြီးထွက်လာပါတယ်။နောက်ဆုံးမှာတော့အန်နာလမ်းဖြတ်ကြည့်နေသူဟာကျမ်းပြင်ပေါ်မှာပဲတေဆုံးသွားခဲ့ပါတယ်။မကြာခင်မှာရဲတွေရောက်လာပြီးအန်နာကိုဖမ်းဆီးခေါ်ဆောင်သွားပါတော့တဲ့ရဲစခန်းမှာသူမရဲ့ကိုရေးရဇဝင်တွေကိုမှတ်တမ်းတင်ပြီးနောက်မကြာခင်မှာပဲတရားရုံးမှာစစ်ဆေးခံရပါတယ်။အန်နာကသူမမှာအပြစ်မရှိကြောင်းရှောက်လဲခဲ့ပေမဲ့တရားသူကြီးကသူမကိုလူငယ်ပြုပြင်ရေးစခန်းမှာ၄နှစ်ကနေ9နှစ်အထိပြစ်ဒဏ်ကျခံဖို့အမိန့်ချမှတ်လိုက်ပါတယ်။ဒါကြောင့်သူမဟာတခြားပြစ်မှုကျူးလွန်ထားတဲ့လူငယ်တွေနဲ့အတူဘတ်စကားစီးပြီးပြုပြင်ရေးစခန်းကိုထွက်ခွာလာခဲ့ပါတယ်။စခန်းကိုရောက်တဲ့ကြောက်ချင်းမှာပဲအဆောင်တွေကသူတို့ကိုစခန်းရဲ့ယူနီဖောင်းကိုလဲခိုင်းလိုက်တာခင်မှာပဲအကျဉ်းသားတစ်တွေဟာအဆောင်မှုဖရန့်ရဲ့အခန်းထဲမှာစုဝေးကြပြီးဖရန့်ကသူ့ကိုယ်သူမိတ်ဆက်ကစီကန်းတွေကိုရှင်းပြပါတယ်။အန်နာဟာသူမရဲ့အခန်းကိုရောက်သွားတဲ့အခါအဲ့ဒီအခန်းမှာ9နှစ်လောက်နေခဲ့ပြီးသားဖြစ်တဲ့စကားနဲ့ပြီးအေးစစ်စစ်နေတတ်တဲ့ဂျင်းနီနဲ့တွေ့ဆုံရပါတယ်။အဲ့ဒီညမီးပိတ်ပြီးတဲ့နောက်အန်နာဟာချက်ချင်းပဲအိပ်ပျော်သွားပါတယ်။ဒါပေမဲ့ဂျင်းနီကတော့မအိပ်ပဲအန်နာကိုတိတ်တဆိတ်စိုက်ကြည့်နေပါတယ်။ဂျင်းနီဟာသူမဘာသာတာယာမှုရှာနေပုံရပါတယ်။ဒါပေမဲ့အန်နာနိုးလာပြီးအတန်တွေကြားသွားတဲ့အခါဂျင်းနီကအမြန်ပဲအိတ်ချင်အောင်ဆောင်လိုက်ပြီးအန်နာလည်းဆက်အိတ်လိုက်ပါတယ်။နောက်တနေ့မှာအကျဉ်းသားတွေဟာအနားယူဖို့အပြင်ထွက်ကြပါတယ်။အန်နာကတခြားသူတွေနဲ့ရောနှောဖို့စိတ်မသက်မသာဖြစ်နေတာကြောင့်တယောက်တည်းခက်ခွာနေပါတယ်။အဲ့ဒီအခါကိုဒီလို့ခေါ်တဲ့အကျဉ်းသားတယောက်ကသူ့မစီကိုလာပြီးမိတ်ဖွဲ့ဖို့ကြိုးစားပါတယ်။ကိုဒီကဒီလိုကြမ်းတမ်းတဲ့ထောင်ပတ်ဝန်းကျင်မှာကာကွယ်မှုရဖို့အတွက်အုပ်စုထဲဝင်ဖို့လိုအပ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့အန်နာကတယောက်တည်းနေရတာကိုပိုနှစ်သက်ကြောင်းပြောပြီးကိုဒီရဲ့ကမ်းလှမ်းချက်ကိုညှင်းပယ်လိုက်ပါတယ်။နောက်ပိုင်းထမင်းစားချိန်မှာကိုဒီနဲ့သူမရဲ့အုပ်စုဟာအန်နာစီထက်ရောက်လာပြီးအန်နာအပေါ်မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့တခြားအကျဉ်းသားတယောက်အကြောင်းသတိပေးပါတယ်။အန်နာကကိုဒီရဲ့သတိပေးချက်ကိုထပ်မံလစ်လျူရှုပြီးထွက်သွားပါတယ်။ဒါပေမဲ့ကိုဒီကအန်နာကိုနောက်ကနေတွန်းလိုက်တာကြောင့်သူမရဲ့ထမင်းပန်းကျမ်းပြင်ပေါ်ကျသွားပြီးအုပ်စုလိုက်ဝိုင်းရကြပါတယ်။အဲ့ဒီညနေမှာအန်နာကျမ်းပြင်ကိုတန်ရှင်းရေးလုပ်နေတော့ကိုဒီနဲ့သူမရဲ့တငယ်ချင်းတွေကအမှောင်ခန်းထဲမှာအန်နာကိုပိတ်ဆို့ထားလိုက်ပါတယ်။သူတို့ကအန်နာကိုရိုင်းဆိုင်တယ်လို့ဆွဆွဲပြီးဝိုင်းဝန်းရိုက်နှက်ကြပါတယ်။အုပ်စုကောင်းဆောင်ဖြစ်တဲ့ကိုဒီကအန်နာကိုချင်းချောက်ပြီးဒီကိစ္စကိုတိုင်တန်းရင်အကျိုးဆက်မကောင်းဘူးလို့ပြောပါတယ်။မထွက်သွားခင်မှာကိုဒီကအန်နာကိုနမ်းပြီးပုံမအရှက်ရအောင်လုပ်ခဲ့ပါတယ်။ဒီဖြစ်ရဲ့ကြောင့်တုံးလုပ်ပြီးဒဏ်ရာရသွားတဲ့အန်နာဟာစေတမ်းမှာကုသမှုခံယူရပေမဲ့ရိုက်နှက်တဲ့သူတွေရဲ့နာမည်ကိုတော့လက်စားချေခံရမှာကြောက်တာကြောင့်ထုတ်မပြောခဲ့ပါဘူး။တာဝန်ကျနာပြုဆရာမကသူမကြုံတွေ့နေရတဲ့အခက်အခဲတွေကိုအမှုဖရန့်ကိုပြောပြဖို့အကြံပေးပါတယ်။ဒါကြောင့်အန်နာဟာအကြံဉာဏ်တိုင်းကာကွယ်မှုရလို့ရညာဖရန့်ရဲ့ရုံးခန်းကိုတွားခဲ့ပါတယ်။ဒါပေမဲ့ဖရန့်ကအခြေအနေကိုအခွင့်ကောင်းယူပြီးသူ့ရဲ့အာဏာကိုသုံးကအန်နာအပေါ်ကျူးလွန်မှုစူးစမ်းပါတယ်။စိတ်မသက်မသာဖြစ်ပြီးဝမ်းနည်းသွားတဲ့အန်နာဟာဖရန့်ကိုညှင်းပယ်ပြီးသူမရဲ့အခန်းထဲကိုငိုပြီးပြန်လာခဲ့ပါတယ်။ဂျင်းနီကသူမရဲ့အခြေအနေကိုသတိထားမိပြီးဖရန့်ကသူမကိုထိပါခဲ့သလားလို့မေးပါတယ်။ဒါဟာစိတ်ပြက်နေတဲ့အန်နာကိုပောက်ကွဲသွားစေပြီးထောင်ထဲကသူအားလုံးဟာကာမယူတွေလို့အော်ဟစ်ဆဲဆိုပါတော့တယ်။ဒါပေမဲ့ဂျင်းနီကသူမကိုနှစ်သိမ့်ပေးပြီးဒီစခန်းထဲကအခြေအနေတွေကိုရှင်းပြပါတယ်။နောက်ဆုံးမှာတော့ဂျင်းနီကအန်နာရဲ့အလှကိုချီကျူးပြီးအန်နာကအစပိုင်းမှာတွတ်ဆုပ်နေပေမဲ့သူတို့နှစ်ဦးနမ်းမိကြပါတယ်။နောက်တစ်နေ့အပြင်ထွက်တဲ့အချိန်မှာအန်နာကိုစောင့်ကြည့်နေတဲ့လူမဲအကျဉ်းသားတစ်ယောက်ကသူမကိုချင်းချောက်တဲ့အနေနဲ့ဘောလုံးနဲ့ခေါင်းကိုပစ်ပေါက်လိုက်ပါတယ်။အဲ့ဒီမိန်းကလေးထွက်သွားပေမဲ့အန်နာကတော့အရန်ဒေါသထွက်သွားပါတယ်။ဒါကြောင့်သူမဟာကိုဒီတို့အုပ်စုစီကိုအပြေးသွားပြီးသူတို့အုပ်စုထဲဝင်ကျင်တယ်လို့ပြောပါတယ်။အုပ်စုဝင်တစ်ယောက်ကသူမကိုကြားဖြတ်တားဆီးရာကနေရန်ပွဲဖြစ်ပွားခဲ့ပါတယ်။အဆောင်တစ်ယောက်ကရန်ပွဲကိုတားဆီးလိုက်ပေမဲ့ဒါဟာအန်နာရဲ့ကိုကာကွယ်ခြင်းနဲ့စိတ်သက်ကိုပြသလိုက်တာပါပဲ။နောက်ပိုင်းမှာကိုဒီကအန်နာကိုအခွင့်အရေးပေးဖို့ဆုံးဖြတ်လိုက်ပြီးအကယ်၍အန်နာကလေးစားမှုနဲ့ကာကွယ်မှုရချင်ရင်သူတို့အုပ်စုထဲဝင်ပြီးခိုင်းတာတွေလုပ်ပြရမယ်လို့ပြောပါတယ်။ဒါကြောင့်ကိုဒီကအန်နာကိုတီးခြားခန်းတစ်ခုထဲခေါ်သွားပြီးတောက်စရာတစ်ခုပေးပါတယ်။အန်နာအုပ်စုထဲဝင်နိုင်ဖို့အတွက်သူမကိုအရင်ကချင်းချောက်ခဲ့တဲ့လူမဲမင်းကလေးကိုပြန်ရမယ်လို့ကိုဒီကကမ်းလှမ်းပါတယ်။အန်နာကတွန့်ဆုတ်နေပေမဲ့နောက်ဆုံးမှာသဘောတူလိုက်ပြီးအဲ့ဒီမင်းကလေးစီသွားကထိုးနှက်လိုက်ရကနေပြင်းထန်တဲ့ရန်ပွဲဖြစ်ပါတော့တဲ့အဆောင်တွေလာတာမှအခြေအနေငြိမ်သက်သွားပါတယ်။ပြစ်ဒဏ်အနေနဲ့အန်နာကိုအဝတ်စားတွေချွတ်ခိုင်းပြီး48နာရီကြာမောင်မဲတဲ့တိုက်ပိတ်ခန်းထဲမှာတယောက်တည်းထားလိုက်ပါတယ်။ပြစ်ဒဏ်ဆေးလို့ထွက်လာတဲ့အခါအန်နာဟာအဆောင်မှုဖရန့်ရဲ့ရုံးခန်းကိုခေါ်ယူခံရပါတယ်။ဖရန့်ကသူမကိုမြင်ရတာကျင်းတဲ့ကြောင်းပြောပြီးသူမရဲ့လှုပ်ရှားမှုတိုင်းကိုသူကစောင့်ကြည့်နေနိုင်တဲ့အာဏာရှိကြောင်းသတိပေးပါတယ်။အကယ်၍သူမကသူခိုင်းတာကိုမလုပ်ရင်ပုံမပြင်းထန်တဲ့ပြစ်ဒဏ်တွေပေးမယ်လို့ချင်းချောက်ပါတယ်။နောက်ဆုံးမှာတော့ဖရန့်ကသူမကိုအကြက်ကင်ပြီးသူမအပေါ်မှာတာယာမှုရှာခဲ့ပါတယ်။အန်နာဟာအလွန်မင်းယုံရှာစိတ်ပြတ်သွားပြီးရေချိုးကအန်ထုတ်ပစ်လိုက်ပါတယ်။နောက်တစ်နေ့မှာအန်နာဟာကိုဒီတို့အုပ်စုနဲ့အခန်းငယ်လေးတစ်ခုမှာတွေ့ဆုံပြီးအုပ်စုဝင်ဖြစ်ကြောင်းအမှတ်သားအနေနဲ့လက်မောင်းမှာတက်တူးထိုးလိုက်ပါတယ်။တခြားသူတွေထွက်သွားတဲ့အခါကိုဒီကအန်နာကိုသူမနဲ့အတူတာယာမှုယူဖို့အတင်းအကျပ်ခိုင်းစေပါတယ်။ကိုဒီကအန်နာကိုအုပ်စုဝင်တစ်ယောက်အနေနဲ့ကာကွယ်ပေးမယ်လို့ကတိပေးပါတယ်။ဒါပေမဲ့အုပ်စုဝင်တစ်ယောက်ဝင်လာတာကြောင့်ဒီကအန်နာကိုအမြန်ပြန်လွတ်လိုက်ပါတယ်။မကြခင်မှာပဲအဆောင်တစ်ယောက်ရောက်လာပြီးအန်နာကိုအခန်းထဲပြန်ပို့ပါတယ်။
နောက်တနေ့မနက်မှာတော့အန်နာစီကိုသူမရဲ့အမေလာတွေ့ပါတယ်။ဒါပေမဲ့အမေဖြစ်သူကအားပေးစကားပြောမဲ့စားအန်နာကိုအော်ဟစ်ဆဲဆိုပါတော့တယ်။သူမအမေကအန်နာဟာပထွေးဖြစ်သူကိုတမင်တက်ခဲ့တာလို့ဆွဆွဲပြီးအန်နာရဲ့ရှင်းပြချက်တွေကိုလုံးဝနားမထောင်ပါဘူး။ဒေါသထွက်နေတဲ့အမေဖြစ်သူကအန်နာကိုရိုက်နှက်ပါတယ်။အဆောင်တစ်ယောက်ကလာထားပေမဲ့အမေဖြစ်သူကအန်နာကိုထောင်ထဲမှာပဲတစ်သက်လုံးနေသွားပါစေလို့ကြိမ်ဆဲပြီးထွက်သွားပါတယ်။အဲ့ဒီနောက်အန်နာဟာကိုဒီတို့အုပ်စုနဲ့တွေ့တဲ့အခါအရင်ကလူမဲမိန်းကလေးကဓာတ်နဲ့လာတိုက်ခိုက်ပါတယ်။ရံပွဲကပြန်ဖြစ်ပြီးတခြားသူတွေပါဝင်လာတာကြောင့်ရုတ်တဲဖြစ်သွားပါတယ်။အဆောင်တွေလာတာပြီးနောက်အန်နာဟာဖရန့်ရဲ့ရုံးခန်းကိုထက်ရောက်သွားပါတယ်။ဖရန့်ကအန်နာဟာရံပွဲစအောင်လုပ်တာလို့ဆွဆွဲပြီးသူမကိုမူးယစ်ဆေးဝါးပါတဲ့ပိုက်တစ်ခုကိုသုံးခိုင်းကအန်နာကိုမူးဝေသွားအောင်လုပ်ပါတယ်။အန်နာမူးနေတဲ့အချိန်မှာဖရန့်ကထပ်မံအခွင့်ကောင်းယူပါတယ်။အခန်းထဲပြန်ရောက်တဲ့အခါအန်နာရဲ့အမူအကျင့်တွေကတိတိတတ်တာပြောင်းလဲသွားပါတယ်။သူမဟာဂျင်းနီကိုအော်ဟစ်ပြီးဒေါသတကြီးရိုက်နှက်ခဲ့ပါတယ်။ဒါကြောင့်အဆောင်ကသူမကိုဖရန့်စီထပ်ပို့ပါတယ်။ဖရန့်ကသူမကိုအမြဲတမ်းပြဿနာရှာနေတယ်လို့စူပူတဲ့အခါအန်နာကသူမကိုထပ်ပြီးနှိပ်စက်မဲ့အစားပြန်ပို့ပေးဖို့တောင်းပန်ပါတယ်ဒါပေမဲ့ဖရန့်ကသူမတာသူခိုင်းတာကိုမလုပ်ရင်ဒီထက်ဆိုးတဲ့နေရာကိုပြောင်းပြစ်မယ်လို့ချင်းချောက်ပါတယ်အန်နာဟာသူမရဲ့ကံကြမ္မာကိုလက်ခံလိုက်ပြီးအခန်းထဲပြန်လာပါတယ်အန်နာဟာအရင်ကတုံးခဲ့တဲ့မူးယစ်ဆေးကိုဆွဲလန်းလာတာကြောင့်ကိုတီစီသွားပြီးဆေးတောင်းပါတယ်ဒါပေမဲ့ကိုဒီကညှင်းဆန်လိုက်တာကြောင့်အန်နာဟာဆေးဆွဲနေတဲ့တခြားမိန်းကလေး2ယောက်စီကနေပတ်စံပေးပြီးဆေးဝယ်သုံးပါတော့တယ်ဒါကိုကိုဒီသိသွားတဲ့အခါအန်နာကိုလာရောက်တတိပေးပေမဲ့အန်နာကသူမကိုဂယုမဆိုင်တော့ကြောင်းနဲ့လွတ်လပ်သွားပြီဖြစ်ကြောင်းပြောပါတယ်အဲ့ဒီကနေရန်ဖြစ်ကြပြီးအန်နာကကိုဒီကိုတရွေးနဲ့ထွေးလိုက်တာကြောင့်ကိုဒီကသူမကိုအုပ်စုထဲကနေနှင်ထုတ်လိုက်ပါတယ်အခုတော့ကိုဒီရဲ့ကာကွယ်မှုမရှိတော့တဲ့အန်နာဟာတိုက်ခိုက်ဖို့လွယ်ကူတဲ့ပြစ်မှတ်ဖြစ်သွားပါတယ်လူမဲမိန်းကလေးနဲ့သူမရဲ့အုပ်စုကအန်နာကိုရေချိုးခန်းထဲမှာဝိုင်းရိုက်ပြီးပစ်ထားခဲ့ပါတယ်ဆေးကမ်းမှာကုသမှုခံယူပြီးနောက်အန်နာဟာမူးယစ်ဆေးပို့ဆွဲလာပြီးကြောင်ချောက်ချားတွေဖြစ်လာပါတယ်သူမဟာလူတွေရဲ့မျက်နှာကိုပုံပြက်ပန်းပြက်တွေမြင်လာရပြီးနောက်ဆုံးမှာတော့သူမရဲ့လက်မောင်းမှာတဲ့အသေးဆိုတဲ့စကလုံးကိုတက်တူးထိုးလိုက်ပါတယ်အန်နာဟာအခန်းထဲမှာအန်ဘီနေမကောင်းဖြစ်လာပါတယ်ဂျင်းနီကသူမကိုမူးယစ်ဆေးဖြစ်ဖို့အတွက်အကြံပေးပေမဲ့အန်နာကလှောင်ပြောင်ပြီးညှင်းဆန်လိုက်ပါတယ်ရက်တွေကြာလာတာနဲ့အမျှအန်နာဟာရေချိုးခန်းထဲမှာသူမကိုရိုက်ခဲ့တဲ့မိန်းကလေးကိုတွားရောက်တိုက်ခိုက်ပါတယ်။အဲ့ဒီရံပွဲကထိမ့်မနိုင်သိမ့်မရဖြစ်သွားပြီးအဆောင်တွေတောင်ဒဏ်ရာရခဲ့ပါတယ်။နောက်ဆုံးမှာတော့အထူးတပ်ဖွဲ့တွေလာရောက်နှိမ်နင်းလိုက်ရပြီးအန်နာကိုတစ်ခါထပ်ပြီးတိုက်ပိတ်လိုက်ပါတယ်။သူမပြန်လွတ်လာတဲ့အခါကိုဒီကအန်နာစီလာရောက်ပြီးဂျင်းနီကိုလှောင်ပြောင်ပါတယ်။ဒါကိုအန်နာကပြန်လဲခုခံပြောဆိုပြီးသူမတို့ဟာတငယ်ချင်းလည်းမဟုတ်တလို့ရန်သူလည်းမဟုတ်တော့တာကြောင့်သူမကိုအေးအေးဆေးဆေးနေပါစေလို့ပြောလိုက်ပါတယ်။ကိုဒီထွက်သွားတဲ့ညမှာဂျင်းနီကအန်နာကိုနှစ်သိမ့်ပေးပြီးသူတို့နှစ်ဦးပျော်ပျော်ရွှင်ရွှင်ရှိခဲ့ကြပါတယ်။နောက်တစ်နေ့မှာဂျင်းနီကအန်နာကိုမူးယစ်ဆေးမသုံးဖို့ဒါပေမဲ့အန်နာကနားမထောင်ပဲဆေးသုံးမဲ့သူတွေစီသွားပါတယ်။အန်နာဆေးသုံးခါနီးမှာပဲကိုဒီရောက်လာပြီးမသုံးဖို့တောင်းပန်ပါတယ်။ဒါဟာအန်နာကိုစိတ်တူစေပြီးအော်ဟစ်ဆူညံကုန်ပါတယ်။အဲ့ဒီကနေရံပွဲထက်ဖြစ်ပြီးအထူးတပ်ဖွဲ့တွေထက်ရောက်လာပါတယ်။ဖရန့်ရောက်လာတဲ့အခါအန်နာကပလင်းကွဲနဲ့သူမကိုသူမတက်တည်မယ်လို့ချင်းချောက်ပါတယ်။အဆောင်တစ်ယောက်ကပလင်းကွဲကိုလူဖို့စူးစမ်းရင်းဖရန့်ရဲ့မျက်နှာကိုကုန်းမိသွားပါတယ်။နောက်ဆုံးမှာအန်နာကိုဖမ်းဆီးပြီးအဝတ်စားတွေချွတ်ကာတိုက်ပိတ်ခန်းထဲမှာအကြာကြီးထားလိုက်ပါတယ်အမောင်ထဲမှာအကြာကြီးနေရတဲ့အန်နာဟာစိတ်ဓာတ်တွေကျဆင်းလာပါတယ်သူမဟာစိတ်ပြတ်အားငယ်မှုကြောင့်ထမင်းပန်းကိုရိုက်ခွဲပြီးပကံပြားကွဲနဲ့သူမကိုသူမလှီးဖြတ်ခဲ့ပါတယ်အဆောက်တစ်ယောက်ကသွေးတွေထွက်နေတဲ့သူမကိုတွေ့သွားပြီးဆေးရုံကိုပို့လိုက်ပါတယ်အန်နာနိုးလာတဲ့အခါစိတ်ကျန်းမာရေးဌာနကဒေါက်တာဟန်ဒရဟန်နဲ့တွေ့ရပါတယ်ဒေါက်တာကသူမကိုကူညီဖို့ရောက်လာတာဖြစ်ကြောင်းပြောတဲ့အခါအန်နာကသူမဟာတကယ်တက်တည်ချင်တာမဟုတ်ပဲဒီနာကျင်မှုတွေနဲ့အထီးကျန်မှုတွေကနေလွတ်မြောက်ချင်ုံသာဖြစ်ကြောင်းယင်ဖွင့်ပါတယ်အဲ့ဒီနောက်မှာတော့သူမကိုအထွေထွေလူနာဆောင်ကိုပြောင်းလိုက်ပြီးနာပြုဆရာမကသူမကိုနှစ်သိမ့်ပေးပါတယ်နေပြန်ကောင်းလာတဲ့အန်နာဟာသူမရဲ့အမေနဲ့စကားပြောချင်ကြောင်းတောင်းဆိုပါတယ်အန်ဩစရာကောင်းတာကသူမအမေကအရင်ကလုပ်ရက်တွေအတွက်တောင်းပန်ပြီးအန်နာကိုပလိပ်ပညာသင်ဆုပြန်ရအောင်ကူညီပေးမယ်လို့ကတိပေးပါတယ်သူမအမေဟာအိမ်ကိုဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာအရင်ကသူမရဲ့အမားတွေကိုနားလည်သွားတာဖြစ်ပါတယ်အန်နာမျောလင်းချက်လေးတွေပြန်ရလာတဲ့အချိန်မှာဖရန့်ကသူမကိုသူ့ရုံခန်းကိုထပ်ခေါ်ပါတယ်ဖရန့်ကသူမဟာအခန်းထဲပြန်ဖို့အခြေအနေကောင်းနေပြီလို့ပြောပြီးအန်နာရဲ့စိုးရိမ်ပူပန်မှုတွေကိုပယ်ချလိုက်ပါတယ်အခန်းထဲပြန်ရောက်တဲ့အခါအန်နာဟာသူမရဲ့ဘဝကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပြီးလက်မောင်းကဂိုင်းတက်တူးကိုဖျက်ပစ်လိုက်ပါတယ်နေ့လယ်စာစားချိန်မှာကိုဒီနဲ့သူမရဲ့အုပ်စုကအန်နာကိုလှောင်ပြောင်ကြပါတယ်။အဲ့ဒီညမှာအဆောက်တစ်ယောက်ကအန်နာကိုအခန်းငယ်တစ်ခုထဲခေါ်သွားပြီးအဲ့ဒီမှာဖရန့်ကအန်နာရဲ့ချယ်လိုနဲ့စောင့်နေပါတယ်။သူကအန်နာကိုထောင်ကလုပ်တဲ့အရေးချင်းပြပွဲမှာချယ်လိုတီးဖို့ကန့်လန့်ပါတယ်။အစပိုင်းမှာညင်းပေမဲ့နောက်ဆုံးမှာတော့အန်နာသဘောတူလိုက်ပါတယ်။အန်နာချယ်လိုတီးနေတဲ့အချိန်မှာခဏတာစိတ်သက်သာရသွားပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာတော့မင်းတေပြီးဆိုတဲ့စာတိုလေးကိုသူမရရှိခဲ့ပါတယ်။ကိုဒီနဲ့သူမရဲ့အုပ်စုကအန်
နာကိုဝိုင်းဖမ်းပြီးတတူးဖြတ်လိုက်တဲ့အတွက်စိတ်ဆိုးကအန်နာမျက်နှာကိုဓာတ်နဲ့လီးပြီးဝိုင်းရိုက်ကြပါတယ်အန်နာဆေးကမ်းမှာကုသမှုခံယူနေတော့ဖရန့်ရောက်လာပါတယ်ဖရန့်ကကိုတီကိုအပြစ်ပေးမယ်လို့ဂရီပေးနေရင်အန်နာအပေါ်လက်ပါလာတာကိုနာပြုဆရာမကသတိထားမိသွားပါတယ်ဖရန့်ထွက်သွားတဲ့အခါနာပြုဆရာမကဖရန့်ရဲ့မဟုတ်မမှန်တဲ့လုပ်ရက်တွေကိုတိုင်တန်းဖို့အန်နာကိုကူညီမယ်လို့ပြောပါတယ်ဒါပေမဲ့ဖရန့်ကစောင့်ကြည့်ကင်မရာကနေဒါကိုမြင်သွားပြီးအကျဉ်းသားတစ်ယောက်ကိုခိုင်းကနာပြုဆရာမကိုတက်ခိုင်းလိုက်ပါတယ်ဒီသတင်းကိုကြားတဲ့အခါအန်နာဟာအယံဝမ်းနေပြီးငိုကြွေးပါတော့တယ်သူမကိုဖရန့်ကရုံးခန်းကိုထပ်ခေါ်ပြီးနာပြုဆရာမတေတာဟာကိုတီကြောင့်လို့လိန်ပြောပါတယ်ဖရန့်ကအန်နာကိုကိုတီစီကနေအန်ရရှိနိုင်ကြောင်းသတိပေးပြီးအရေးချင်းပြပွဲအတွက်လည်းသတိပေးပါတယ်ပြပွဲမှာအန်နာဟာချဲလိုကိုအလွန်လှပစွာတိခတ်နိုင်ခဲ့ပြီးပရိသတ်တွေရဲ့လက်ခုပ်တံကိုရရှိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဖရန့်ကသူမကိုနောက်လာမှာခံဝင်တဲ့လွတ်ငင်းချမ်းသာခွင့်ထော်ရိုအတွက်စီစဉ်ပေးထားတယ်လို့ပြောပါတယ်အန်နာအံ့ဩသွားတဲ့အချိန်မှာဖရန့်ကလွတ်လပ်ခွင့်နဲ့လဲလှယ်ပြီးသူမကိုစင်ပေါ်မှာအနိုင်ကျင့်ခဲ့ပါတယ်အခန်းထဲပြန်ရောက်တဲ့အခါအန်နာကဂျင်းနီကိုလွတ်ငင်းချမ်းသာခွင့်ကိစ္စပြောပြပါတယ်ဒါပေမဲ့ဂျင်းနီကဖရန့်ကိုမယုံဖို့နဲ့သူဟာလူတွေကိုမျှော်လင့်ချက်ပေးပြီးမှဖျက်ဆီးတတ်သူဖြစ်ကြောင်းသတိပေးပါတယ်ဒါကြောင့်အန်နာဟာဖရန့်ကိုအပြည့်ရှင်းဖို့အတွက်ကိုဒီစီကနေအကူအညီတောင်းပါတယ်ကိုဒီကသဘောတူပြီးဖရန့်ရဲ့လုပ်ရက်တွေကိုတိတ်တဆိတ်မှတ်တမ်းတင်ဖို့အတွက်ကင်မရာလေးတစ်ခုပေးလိုက်ပါတယ်လူငင်းချမ်းသာခွင့်စစ်ဆေးတဲ့နေ့မှာအန်နာကဖရန့်ကိုသူတို့ရဲ့သဘောတူညီချက်ကိုတတိပေးပါတယ်ဖရန့်ကအန်နာစီကနေနောက်ဆုံးအကြိမ်အခွင့်ကောင်းယူဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူမသိတာကတော့အန်နာကဒါတွေကိုမှတ်တမ်းတင်ထားတာပဲဖြစ်ပါတယ်အဲ့ဒီနောက်အန်နာဟာတာဝန်ရှိသူတွေနဲ့တွေ့ဆုံတဲ့အခါဖရန့်ကအန်နာဟာလွတ်ဖို့အဆင်မပြေသေးကြောင်းကန့်ကွက်ပါတယ်ဒါကိုကြိုတင်သိထားတဲ့အန်နာကဖရန့်ရဲ့ရုပ်မာတဲ့လုပ်ရက်တွေပါဝင်တဲ့ဗီဒီယိုကိုတင်ပြလိုက်ပါတယ်တာဝန်ရှိသူတွေဟာအလွန်အံ့ဩသွားပြီးဖရန့်ကိုချက်ချင်းဖမ်းဆီးလိုက်ပါတယ်နောက်ဆုံးမှာတော့အန်နာဟာလွတ်ငင်းချမ်းသာခွင့်ရရှိသွားပါတယ်တာဝန်ရှိသူတွေကသူမကြုံတွေ့ခဲ့ရတာတွေအတွက်တောင်းပန်ပြီးလွှတ်ပေးလိုက်ပါတယ်မထွက်သွားခင်မှာအန်နာဟာဂျင်းနီကိုနှုတ်ဆက်ခဲ့ပါတယ်ထောင်ထဲကထွက်လာတဲ့အခါကိုတီကိုတွေ့ပြီးအကူအညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောခဲ့ပါတယ်အပြင်ရောက်တဲ့အခါမှာတော့သူမရဲ့အမေကပွေ့ဖက်ပြီးကြိုဆိုပါတယ်စက်သိန်းပိုင်းမှာတော့အန်နာဟာစင်ပေါ်မှာချယ်လိုတီးနေတာကိုပြသပါတယ်ပရိသတ်တွေကသူမရဲ့ဂီတကိုအံ့ဩပါကြီးနားထောင်နေကြပြီးအဲ့ဒီထဲမှာအမေဖြစ်သူကသမီးဖြစ်သူရဲ့ကြံ့ကြံ့ခံနိုင်မှုနဲ့အမှောင်ထုကိုကြော်ဖြတ်နိုင်ခဲ့မှုကိုကြည့်ပြီးမျက်ရည်ကျကဂုဏ်ယူနေပါတော့တယ်နောက်ထပ်ဇလန်းကောင်းလေးတွေကြည့်လို့ရအောင်အပေါင်းလေးနှိပ်ပေးသွားပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်